နန္ဒောပဏန္ဒနဂါမင်းကြီးကိုမြတ်စွာဘုရားသည်ဘေပုံဘေနီးအောင်မြင်တော်မူတဲ့ဆိုတဲ့အကြောင်းအရာကိုအဲ့ဒါဘုန်းကြီးတို့ဒီနေ့ဘုဘအပတ်စဉ်ဟောနေကြတရားကိုပဲဘုန်းကြီးတို့ဒီနေ့ဟောမှာဖြစ်ပါတယ်အဲ့တော့ထိုနန္ဒောပဏန္ဒနဂါမင်းကြီးကိုအောင်တော်မူတဲ့အောင်ခြင်း7ပါးတရားမဟောကြားသေးမီမနာကြားသေးမီမှာဘုန်း6ပါးသခင်ဘုရားရှင်ကိုရောမြတ်ကြီးရဲ့အောင်မြင်ခဲ့ဘုံတွေကိုအာယုံပြု၍ဘုန်းကြီးတို့ဓမ္မသဘင်တရားပွဲစတင်ပြီးတော့ပွင့်ကြရအောင်အလုံးပရိသတ်ပေါင်းတော်ကောင်းတို့ကလက်အုပ်ချပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့အောင်ခဲ့တဲ့ဘုံတွေကိုအာယုံပြုနေပါဘုန်းကြီးကဓမ္မသနာပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုရောမြတ်ရဲ့အောင်တော်မူဘုံအောင်ခြင်း7ပါးဂါထာတော်ကြီးကိုရွတ်ဆိုပြီးတော့ဓမ္မသဘင်စတင်ပွင့်ကြရအောင်မာရံယက္ခံကတံသောရံစိဉ္စမနိသသစ္စကံနာဂံပကံဇီနောဇီနိဟောတုမေဇယမင်္ဂလံဇီနောအောင်သူတကာတို့၏အထွတ်တမုတ်အုပ်ဆောင်ဘုံခေါင်ဘုံပြာရှင်တော်မြတ်ဖရာသည်မာရင်စာကိရိမေခလာစေမဟာကိုလင်သွားတစီပလင်နီဝဲလေကြီးမိုးကြီးပြဘူးမင်းနဲ့မောင်ကြီးတတန်ဒါလံမကျွင်းဟုပြစ်ခခွင်လျက်အချင်းသိတ္တပလင်မြတ်မှအမြန်ထလောစိမ့်မြညိုလွင်ဘောဓိပင်နဲ့ပလင်တော်ကထင်ရှားပင်သင်္ကားမဲ့ဆိုင်ငါးသာပိုင်ဟုဆွဲကိုင်းလက်နဲ့ရဲစင်မဲ့ဖြင့်အောက်ထက်ဝန်းရံသောညောအတန်ဟိကျွေးမရင်ကျေးသည့်ရံမေတ္တေမာနမင်းကို၎င်းရခင်စားဓာမိုးလှံမိုးမိကြီးမိုးကိုရွာပြိုးသွန်ချရံမိကြသောဒေါသပြင်းထန်ငါးဗိမာမအမြန်ထွက်သွားနေအသည့်တရားကင်းကွာကြံကြုံစွာသာအာလဝကဒေသထံပြင်းဘလူမင်းကို၎င်းကစင်စာအဆွဲထက်ချုံအရဲ့မုံလျက်ရှင်ချင်းတန်တဲ့သုံးလူမင်းကိုအတင်းအကျဝိညာဉ်ပြအောင်ထိုတန်အငါတတ်မိလာသည်တောင်ရှိနေနေစင်ပြောင်ကြီးကို၎င်းစောရင်စာတဟုန်ဒီဖြင့်ခရီးဝေကွာသုံးယူဇနာကိုလေစွာပြေးစွမ်းတော်မြိုင်တန်းကလူဖန်းလက်ပြသိအောင်တတ်၍နာယကကြောမွေးမဲ့တော်ကိုမြင်တော်ဆိုင်ဆိုင်ဓာဖြင့်လိုက်၍မခိုက်တွတ်တင်ဖရာရှင်ကိုအတင်ရှောင်ဝေးဘဲကြောင့်ပြေဟုဓာရေပြာကတတ်မိလာသည်အင်္ဂုလိခေါ်သခိုးကြောကို၎င်းစိန်သမနိစာအလွန်ကောက်ကျစ်ဒိဋ္ဌိညစ်တို့အပြစ်ရှားကြံမကောင်းဉာဏ်ဖြင့်စီမံဆုံးပြဆေလွတ်လာ၍ပရိသတ်ထဲအဆက်ကွဲအောင်စွဆွဲတစွာစိမ့်သမဟုသင်ညာဖော်ထုတ်မိမယုတ်ကို၎င်းသစ္စကင်စာမစင်မပြူဒိဋ္ဌိယူဖြင့်မြည်သူကိုမြမှမချပဲဝါရချင်းပြိုင်သူကပိုင်အောင်အနိုင်လွှမ်းမိုးအယူဆိုသည့်ဒိဋ္ဌိမျိုးမိုက်တစ္ဆကပရပိုက်ကို၎င်းနာကင်စာဒေါသလွှမ်းမိုးမျက်ဆောင်ထိုးကအယိုကြည်မွဖွဲပြကြသောတေသထံပြင်းနန္ဒောပဏန္ဒအမည်ရှိတဲ့နဂါမင်းကြီးကို၎င်းတကင်စာဉာဏ်မြင်ကင်းကွာအတ္တသာဟုမိစ္ဆာလွှမ်းမိုးအယူဆိုသည့်တကောအယောင်ထိန်ပြောင်ညီပကဗြဟ္မာကြီးကို၎င်းအာဇီနီဒိဋ္ဌိကိုချဒေါသကိုပယ်မန်သွယ်ကိုချိုးတရာဖြိုး၍ရှစ်ခိုးတုတ်ကွာပြပြကြအောင်ဆုံးမသွန်သင်အောင်ဝဲတော်ဆင်ခဲ့လေပြီဧတေနာသစ္စာဝိဇေနဤသို့ဖယားရှင်ဤများဖြင့်ဘုံဘုံကျေးဇူးကုန်ကိုယုံကြည်မရွင်နှလုံးသွင်းလျက်အောင်ခြင်းရှစ်ချက်ဂုံတော်နဲ့ကိုနှုတ်မြဖော်ကြားကဤသစ္စာစကားကြောင့်မေဖယားတပည့်တော်အားဒေတုံမကံသောတာတဣန္ဒရာစိမ့်၍ကျိန်ကျိန်ညိုနုဓမ္မယုံပလင်ဥသို့ရှင်မျိုးတရာဆိုင်ရောက်လာကြသည်သင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့အားဇယမင်္ဂလံအောင်ဝတိတ်နှင့်အောင်နမိတ်ဝေဖြာအောင်တေဇအပေါင်းသည်ဟောတုစင်စစ်မသွေဖြစ်နိုင်ကြပါစေကုန်သတည်းဆိုလိုက်ပါအရှိရာမျက်နာဒေသများကနေကြညာတဲ့မြတ်တတဝါကိုယ်စိတ်နဲ့ဖြာကြည်သာလန်းလို့သီတာစံတို့ပုံပမာဆင်းရဲဆိုတာဘယ်ခါမရှိတပ္ပဒုက္ခိတာ
အိစီတန်လိုရာပြေဝစွာအောင်တပြေညောင်ရည်လောင်းလို့ဆုတောင်းအခါကတပြေနုရွယ်အဝါစေရတုတပ္ပမင်္ဂလာအနောက်ရမျက်နှာဒေသများကနေကြညာတဲ့မြတ်တဝါကိုယ်စိတ်နှဖျားကြည်သာလန်းလို့သီတာစံတို့ဘုံပမာဆင်းရဲဆိုတာဘယ်ခါမရှိတပ္ပဒုက္ခိတာအိစီတန်လိုရာပြေဝစွာအောင်သမီးညောင်ရည်လောင်းလို့ဆုတောင်းအခါကတပြေနုရွယ်အဝါစေရတုတပ္ပမင်္ဂလာတောင်ရမျက်နာဒေသများကနေကြညာတဲ့မြတ်တဝါကိုယ်စိတ်နှဖျားကြည်သာလန်းလို့သီတာစံတို့ဘုံပမာဆင်းရဲဆိုတာဘယ်ခါမရှိတပ္ပဒုက္ခိတာအိစီတန်လိုရာပြေဝစွာအောင်တပြေညောင်ရည်လောင်းလို့ဆုတောင်းအခါကတပြေနုရွယ်အဝါစေရတုတပ္ပမင်္ဂလာမြောက်အရာမျက်နာဒေသများကနေကြညာတဲ့မြတ်တဝါကိုယ်စိတ်နှဖျားကြည်သာလန်းလို့သီတာစံတို့ဘုံပမာဆင်းရဲဆိုတာဘယ်ခါမရှိတပ္ပဒုက္ခိတာအိစီတန်လိုရာပြေဝစွာအောင်တပြေညောင်ရည်လောင်းလို့ဆုတောင်းအခါကတပြေနုရဲ့အဝါစေရတုတပ္ပမင်္ဂလာသဗ္ဗိတိယောဝုဝဇံတို့သောကောတောကောဝိနာတတုမာတေဘောတွန်တရာယဒုက္ခိတိကယူသောဘဝသဗ္ဗိတိယောအလုံးစုံသောဘိက္ခုဝယောဂအန္တရေဝိသမယအပေါင်းတို့သည်ဝိဝေသံသူရှောင်လွယ်ပြောင်းပြကြပါစေကုန်သောကောသသောကတရားသည်၎င်းရောဂောသကအနာယောဂသည်၎င်းဝိနာတတုပြောင်းပြပါစေအန္တရာယအန္တရေပေါင်းတို့သည်မှာဘဝတို့မကြမရောက်ကြပါစေကုန်လေဒုက္ခိဒုက္ခိတာကိုစိတ်နှဖျားကြမ်းမှချမ်းသာဝမ်းသာကြကုန်၏ဖြစ်၍ဒီကာယုကတက်ရတမ်းကိုကြော်လန်းနိုင်ကြကုန်သည်ဘဝတုဘဝတုကောင်းစွာမသွေဖြစ်နိုင်ကြပါစေကုန်တည်းမေတ္တာအာသီတမေတ္တာပတ္ထနာများပြုပြီးတော့ဓမ္မသဘင်တရားဘုကိုဘုန်းကြီးတို့စတင်ပြီးတော့ဖွဲ့ပါတယ်လက်အုပ်ကလေးတွေအောက်ချထားပြီးတော့ကိုရေရှည်ထိုင်နိုင်မဲ့ဣရိယာပုဂ္ဂိုလ်ပြင်ပြောင်းထိုင်လို့ပေါ့မိမိတို့ထိုင်နိုင်တဲ့ဣရိယာပုဂ္ဂိုလ်ပြင်ပြောင်းထိုင်ပြီးတော့တရားနာခွင့်ဘုန်းကြီးတို့ပြုပါတယ်။ဒါဒီနေ့ဟောမဲ့တရားကနန္ဒောပနန္ဒနခအောင်တော်မူကံတဲ့လောကထဲမှာစီးပွားရေးပဲလှုပ်လို့ပညာရေးပဲလှုပ်တဲ့နေရာမှာဘုန်းကြီးတို့မြတ်စွာဘုရားရဲ့ဒီအောင်ခြင်း၈ပါးဂါထာကြီးကိုရွတ်ပြီးတော့လောက်ကင်ဆောင်ရွက်ရင်အောင်တယ်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်မြတ်စွာဘုရားရဲ့အောင်ခဲ့တဲ့ပုံတွေကိုအာယုံပြုပြီးတော့မနက်မိုးလင်းလာတာနဲ့ဘုရားရဲ့အောင်တော်မူဂါထာကြီးရွတ်ပြီးတော့ဆောင်ရွက်ရင်တကုတ်ထက်မြက်တဲ့ဗုဒ္ဓရဲ့မန္တန်ဒီဂါထာတွေဆိုတာဘုန်းကြီးတို့ပါဠိတော်မှာအများကြီးရှိပါတယ်အသက်အန္တရာယ်ကိုကာကွယ်ပေးတဲ့မန္တန်တွေရှိတယ်ဂါထာတွေရှိတယ်လုပ်ငန်းကိုင်ငန်းတွေဆောင်ရွက်တဲ့နေရာမှာအောင်မြင်ဖို့လို့အောင်မြင်စေကြောင်းဂါထာကောင်းတွေရှိပါတယ်အဲ့ဒါဘုန်းကြီးတို့ဒီနေ့ခေတ်တော့တကုတ်ထက်မြက်ဓမ္မစက်ဂါထာများဆိုပြီးတော့အဲ့ဒါစာအုပ်တုပ်ထွက်တယ်အဲ့ဒီထဲမှာလည်းအောင်မြင်၈ပါးဂါထာတော်ကြီးပါတယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့တတ္တမမြောက်အောင်တော်မူတဲ့နန္ဒောပနန္ဒနဂါမင်းအောင်တော်မူကံတရားကိုဘယ်ကစမတုံးဆိုရင်
ဧကံတမယံဘဂဝါသာဝတိယံဝိဟာရတိဇေတဝေနေအနာထပိန္တိကတ္တအာရမေဧကံတမယံခါရဝစီတုံးကဘဂဝါဘုံ၆ပါးသခင်ဘုရားရှင်ကိုရောမြတ်ကြီးသည်သာဝတိယံသာဝတိခေါ်တဲ့ရွှေမြို့တော်မှာအနာထပိန္တိကတ္တအနာထပိန်ဂုံသိမ့်ပြန်မွေးရှင်တထေဤအာရမေနှလုံးမွေးလျောပျော်ပွဲအကောင်းအောင်ဆောက်လုပ်၍လူရန်အပ်သောဇေတဝေနေဇေတွန်ခေါ်ကျောင်းတိုက်တော်မှာဝိရတိယပထလေးလီဖြင့်မြတ်နေရှင်ပြောင်းတရင်သုံးငါစံပေတော်မူခဲ့ပါပေသတည်းဘုန်းကြီးတို့မြတ်စွာဘုရားတာဝတိပြည်လေးတွန်ရွှေကျောင်းမှာတရင်သုံးနေတော့ကညဓမ္မသဘင်တရားပွဲညတိုင်းမြတ်စွာဘုရားဒီတာဝတိပြည်မှာရှိနေတဲ့အချိန်မှာညတိုင်းတရားပွဲရှိတယ်ဘုရားကိုယ်တိုင်ခေါ်တာအဲ့ဒီတရားပွဲကြီးကိုဘယ်သူတရားလာနာတုံးလို့ဆိုတော့ဘုရားကျောင်းတကာကြီးအနာတပိတ်တရားလာနာတယ်တရားပွဲပြီးတော့မြတ်စွာဘုရားကိုသွားလျှောက်တယ်ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားမနက်ဖြန်ကဆွမ်းဖုံးပေးတပြီးတော့အိမ်ကိုသင်္ကန်း900နဲ့တကောကြွပါမြတ်စွာဘုရားကိုအနာတပိတ်ဆွမ်းစားပင့်သွားတယ်အဲ့ဒါမြတ်စွာဘုရားကကောင်းပြီတကာကြီးနတ်ဘင်ကငါဘုရားကြွခဲ့မယ်ဘုရားဂတိပေးအနာတပိတ်နဲ့အိမ်ပြန်ပေါ့ဗျာမနေ့မိုးလင်းတော့မြတ်စွာဘုရားကအာယုန်တက်ချိန်မှာဗုဒ္ဓတို့ရဲ့ဓမ္မရဗုဒ္ဓတို့ရဲ့ကိစ္စအနေအချင်းဒီနေ့ဘယ်တတ္တဝဝိနည်းကိုငါဘုရားဆွတ်ရမလဲဒီနေ့ဘယ်တတ္တဝကိုငါဘုရားသွားပြီးတော့တရားဟောရမတုံးလို့ဘုရားရှင်ကိုရောမြတ်သဗ္ဗညုတရွှေဉဏ်တော်ကိုရဲ့ဖြန့်ကျက်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့ပရိသတ်ရဲ့ဘုရားရှင်ကိုရောမြတ်ရဲ့ဉာဏ်တော်ထဲမှာနာဂရာဇာညာနာမုခေပါတုရဟောတိနာဂရာဇာနန္ဒောပဏန္ဒလို့အမိရတဲ့နဂမင်းကြီးဒီညာနာမုခေမြတ်စွာဘုရားရှင်ကိုရောမြတ်ဉာဏ်တော်ကိုရဲ့ထက်မှာပါတုရဟောတိထင်ရှားဖြစ်ခဲ့လေပြီဘုရားဉာဏ်တော်ထဲမှာနဂါကြီးတစ်ကောင်တွေ့လိုက်ရတယ်ဘုရားအာယုံတော်ထဲမှာဂိဏုခောသောဘဝိသတိဘုရားရှင်ကိုရောမြတ်ကဆက်ပြီးတော့ဆင်ခြင်ကြည့်တယ်ဒီနဂါကြီးကိုငါသွားပြီးတော့ချွတ်တဲ့နေရာမှာကျွတ်တန်းဝင်တဲ့နေရာမှာဒီနဂါကြီးကိုငါဘယ်လိုချွတ်ရမလဲဂိဏုခောဘဝိသတိဘာတရားဟောရမလဲမြတ်စွာဘုရားကဆက်ကြည့်တယ်သူကနောက်ပြီးတော့ငါတစ်ပါးတည်းသွားဖို့လိုသလားနောက်ပါသံဃာတွေကိုခေါ်ဖို့လိုသလားဘုရားကဒါဆက်ပြီးတော့ဆင်ခြင်ပြီးတော့ကြည့်တယ်မသွားခင်ပေါ့ငါဘာတွေလုပ်သွားရမလဲလို့မြတ်စွာဘုရားဆင်ခြင်ပြီးတော့ကြည့်တဲ့အခါမှာငါတစ်ပါးတည်းသွားလို့မဖြစ်ဘူးနောက်ကသံဃာ900ပါရမယ်သံဃာဘယ်လောက်ပါအဲ့ဒါနဲ့မြတ်စွာဘုရားကမနေ့မိုးလင်းလာတဲ့အခါကျတော့ဒီနဂါးကြီးကိုတိုက်ကွက်ဆင်တဲ့နေရာမှာသင်္ဃာ900ခေါ်သွားမှဖြစ်လိမ့်မယ်ဆိုပြီးတော့မနေ့မိုးလင်းတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကအစီအစဉ်တကြဒီအစီအစဉ်တွေဖြစ်ဖို့လို့ကိုဘယ်သူခေါ်တော့ဆိုတော့ညီတော်အာနန္ဒာဘယ်သူခေါ်လဲအဲ့ဒါညီတော်အာနန္ဒာစေတအာနန္ဒာလာပါဦးကွာမေဟောဒီဇေတုံကျောင်းတဲ့ထဲမှာရှိတဲ့နောက်ပါသင်္ဃာ900ခြံရံပြီးတော့ငါဘုရားဒီဒေဝစာရိကဒေဝဆိုတာနတ်ပြည်ကိုပြောတာစာရိကဆိုတာသွားတာဒေဝစာရိကလို့ခေါ်တဲ့နတ်ပြည်ခရီးငါဘုရားကြွမယ်အဲ့ဒီကအပြန်မှာအနာတပိအိမ်မှာဆွမ်းစားမယ်ဘုရားကတခါတည်းအစီအစဉ်ကိုပြောလိုက်တယ်ခြေသားအာနန္ဒာသံဃာ900စုပေးပါအဲ့ဒီသင်္ဃာ900တိငါဘုရားနောက်ကလိုက်ရလိမ့်မယ်ငါဘုရားနတ်ပြည်ကိုကြွမယ်နတ်ပြည်ကိုကြွမယ်ဆိုတော့ဘုရားတိုင်နတ်ပြည်ကအောက်မှာလားအထက်မှာအဲ့တော့ကောင်းကင်ခရီးနဲ့ကြွရမှာဘာနဲ့ကြွရမှာလဲကောင်းကင်ခရီးနဲ့ကြွရမယ်ဆိုတဲ့ကတာမန်ပုဂ္ဂိုလ်တွေတာမန်ကိုယ်တော်တွေလိုက်လို့မရတော့ဘူးတကိုးကြီးတဲ့ပုဂ္ဂိုလ်တွေဇံရတဲ့ပုဂ္ဂိုလ်တွေကောင်းကင်ပြန်နိုင်တဲ့ပုဂ္ဂိုလ်တွေဒါအာနန္ဒာကသိတယ်မြတ်စွာဘုရားဒီဒေဝစာရိကလို့ခေါ်တဲ့နတ်ပြည်ကြီးကိုကြွတဲ့နေရာမှာတကိုးကြီးမြတ်တော်မူတဲ့ယဟန္တာတွေကြီးပဲ900ပဲငါထည့်ပေးလိုက်မှဖြစ်မယ်ဆိုပြီးတော့အဲ့ဒါညီတော်အာနန္ဒာကဘုရားတိုက်ဘာလျှောက်လို့တုံးလို့ဆိုတော့အဲ့ဒါဇေတုံကျောင်းတိုက်တော်ထဲမှာယဟန္တာတွေကြီး900လျှောက်ပြီးတော့အကြောင်းကြားတယ်ရှင်ဘုရားတို့တပိတ်သင်္ကန်းပြင်တော်မူကြပါဗျာတပိတ်သင်္ကန်းပြင်တော်မူကြပါဗျာဒိတ်ဒိတ်ကျဲမြေရှိုးမိုးပြန်ဇံအဘိညာဉ်ရတော်မူတဲ့ယဟန္တာကြီး900ကိုအဲ့ဒါညီတော်အာနန္ဒာကလိုက်လံနှိုးဆိုတော့ဟိုယဟန္တာကြီးတွေကလည်းတပိတ်တွေလွယ်သင်္ကန်းတွေယုံပေါ့ဗျာအဲ့ဒါတခါနဲ့အစင်နဲ့တန်းစီပြီးတော့စောင့်နေတာ
အဲ့ဒီတည်းမှာဘသူထိတ်ဆုံးကပါလာတော့ဆိုပေးတိုင်းအရှင်မဟာမောက္ကလံဘသူပါလာလဲမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့လက်ဝဲတော်ရန်ဖြစ်တော်မူတဲ့ရှင်မဟာမောက္ကလံမထေရသူများကထိတ်ဆုံးကတန်းစီပြီးတော့ရနေတာသူ့နောက်မှာလည်းသူ့လိုတကောကြီးတဲ့မြေရှိုးမိုးပြန်တကောဆံအပိန်နေရတဲ့ယဟန္တာတွေကြီး900တန်းစီပြီးတော့အဲ့ဒါစောင့်နေတာညီတော်အနာတာတော်မှလိုက်ပါခွင့်မရဘူးတဲ့ဘာဖြစ်လို့တော့ဆိုညီတော်အာနန္ဒာကသောတာပန်ညီတော်အာနန္ဒာကပါလဲညီတော်အာနန္ဒာကသောတာပန်သူကတကောမရအောင်ကောင်းငင်မပြန်နိုင်ဘူးအဲ့ဒါအာနန္ဒာနေခဲ့ရတယ်အဲ့ဒီခရီးအာနန္ဒာမပါဘူးအဲ့ဒါနဲ့သင်္ဃာ900တန်းစီပြီးတော့သင်္ဃာတွေစုံလဲစုံတော့မြတ်စွာဘုရားရှင်ကိုရမြတ်ဒီကောင်းငင်ခရီးဇေတုံကျောင်းကနေပြီးတော့ဘုရားတိုင်မြောက်ခက်ကိုထွက်သွားတာဘယ်ကိုထွက်သွားလဲအဲ့ဒါဘုရားနောက်ကသင်္ဃာ900တန်းစီတော့ကောင်းငင်ကိုငိမ့်နဲ့တခါတည်းတဒန်းကြီးဘလောက်ဖုလို့ကောင်းမလို့ဆိုတော့ကောင်းငင်မှာတခါတည်းသင်္ဃာ900တန်းစီပြီးတော့အဲ့ဒါကြွသွားတာဇေတုံကျောင်းတိုင်းရဲ့မြောက်ဘက်မှာမရှိတုံးဆိုဘုရားတိုင်မြင်းမို့တောင်ရှိတယ်တဲ့ဘာတောင်ရှိတယ်တဲ့လေအဲ့ဒီမြင်းမို့တောင်ကနေပြီးတော့ဘယ်ကိုသွားမလို့ဆိုတာဝရိဏကိုသွားမှာအဲ့တော့ကုဏတော်ကပြောတဲ့နန္ဒောပဏာဏနဂမ်းမင်းကြီးရဲ့ဘုံဗိမာန်ကဘယ်မှာရှိတုံးလို့ဆိုလို့ရှိရင်မြင်းမို့တောင်ကြီးကိုပတ်ပတ်လဲကာယံထားတဲ့တောင်စင်9ထပ်တဲ့မြင်းမို့တောင်ကြီးကအလဲကောင်မှာဘေးပတ်ပတ်လဲမှာမြင်းမို့တောင်ကြီးကိုဝိုင်းထားတဲ့တောင်9ထပ်ရှိတယ်တောင်ကြီး9လုံးအဲ့ဒါကိုတတ္တဗန္ဒရတောင်စင်9ထပ်လို့ခေါ်တယ်အဲ့ဒီတောင်ရည်တွေရဲ့ဂျားထဲမှာဘုရားတိုင်မြစ်ကြီး9ဆင်းရှိတယ်တဲ့သီတာ9တန်နဲ့ဗါတယ်လေပြောကြည့်တောင်စဉ်9ထပ်သီတာ9တန်အဲ့ဒါဝိုင်းရံပြီးတော့ထားတာမြစ်ပေါ်တောင်ကြီးကိုအဲ့ဒီသီတာ9တန်မရောက်ခင်ဒီဘက်ဘေးမှာဘုရားတိုင်နန္ဒောပဏာဏနဂါမင်းကြီးရဲ့ဘုံမိတ်မှာရှိတယ်တဲ့အဲ့တော့တလောကဘုန်းကြီးတို့စာအုပ်လေးတော့ဖတ်လိုက်ရတယ်အဲ့ဒီစာအုပ်ထဲမှာဗာရေးထားတော့ဆိုတော့ကဗ္ဗပထဝီမြေပုံပေါ်မှာမြတ်စွာဘုရားဟောတော်မူခဲ့တဲ့မြင်းမို့တောင်ဆိုတာရှာလို့မတွေ့ဘူးတဲ့ဘုရားကမြင်းမို့တောင်ရှိတယ်မြင်းမို့တောင်ကြီးကိုတောင်စဉ်9ထပ်ရန်ထားတယ်အဲ့ဒီတောင်ကြားထဲမှာမြစ်ကြီး9သွယ်စီးဆင်းပြီးတော့နေတယ်လို့ဒေသနာတော်မှာအတိအကျဟောတတ်တာရှိတယ်ဘုရားကိုယ်တိုင်လည်းအခုကြွသွားတယ်အဲ့ဒါကိုအဲ့ဒီစာရေးဆရာကဗာပြောတယ်ကဗ္ဗမြေပုံပေါ်မှာတဲ့မြင်းမို့တောင်ဆိုတာဘယ်နာမှမရှိဘူးတဲ့ဒါကြောင့်မို့လို့မြင်းမို့တောင်ရှိတယ်ဆိုတာမှားတယ်တဲ့ဒီကဘုရားစကားကိုအမှားလုပ်ပြတာအဲ့ဒါမှားတယ်ဆိုပြီးတော့ဒီလိုပြောတယ်ဘုရားသားဇာဥတော်ထဲမှာအဲ့တော့ဘုန်းကြီးတို့တရားဓမ္မတွေလည်းကြားဖို့ပါတယ်မိဘကျေးဇူးမြင့်မို့ဦးမကြားဘူးလားမြင့်မို့တောင်ကြီးနဲ့နိုင်လာတာဘုရားဟောဒေသနာတော်တွေရှိနေတာပဲသူရှာမတွေ့လို့ရှိရင်မရှိဘူးလို့သူကဒီလိုလက်ခံနေကြတယ်ဒီခေတ်ကရှာမတွေ့တိုင်းမရှိဘူးဆိုလို့ရှိရင် gain ဘုန်းကြီးတို့ပြည်သားကိုဘုန်းကြီးတခုမေးမယ်ဒါကဘုန်းကြီးတို့ပြည်သားဘုန်းကြီးမေးဖြေလုပ်ကြည့်တာပါဘုန်းကြီးတို့တရားဓမ္မတွေအမေမရှိဘူးလားအမေရဲ့အမေမရှိဘူးလားအဲ့ဒီအမေရဲ့အမေမရှိဘူးလားအဲ့ဒီအမေရဲ့အမေမရှိဘူးလားအဲ့ဒီအမေရဲ့အမေတွေ့ဘူးလားဒါနဲ့ဘာလို့ရှိတယ်လို့ပြောတာဟောဘာလို့ရှိတယ်ပြောတာစဉ်းစားကြည့်လေအမေကပြောလို့ဘယ်သူကပြောလို့လဲအမေကပြောလို့ဟဲ့နင်တို့အဖွားရှိတယ်နင်တို့အဖွားရဲ့အဖွားရှိတယ်တစ်ဆင့်ဒီလိုသွားတာမရှိတိုင်းမတွေ့ဘူးတိုင်းကိုယ်မျက်စိနဲ့မတွေ့တိုင်းမရှိဘူးလို့ညင်းလို့ရသလားမရဘူးဘေးသားရဲ့မရဘူးအဲ့ဒါဒီနေ့ကဘာပြောလဲဟာမြင့်မို့တောင်ကြီးရှာကြည့်တယ်တဲ့ရဟန်းရှင်တွေလည်းရှာကြည့်တယ်တဲ့လေမြန်နဲ့လည်းရှာကြည့်တယ်တဲ့ကမ္ဘာမြေပုံဝင်ကြီးကိုဆွဲထားတာမြင့်မို့တောင်ဘယ်နာမှမရှိဘူးတဲ့ဒါကြောင့်မြင့်မို့တောင်ရှိတဲ့စကားကြီးမှားဤတဲ့အဲ့ဒါသူကသူပြောတဲ့စကားပဲသူကသူမှန်ဒီနေ့ဒေသနာတော်မှာတော့မြင့်မို့တောင်ကရှိသလားမရှိဘူးလားရှိလို့ဘုရားကြွသွားတာဟုတ်တယ်မလားဘုရားကမရှိဘဲနဲ့မြတ်စွာဘုရားကအချိန်ကုန်ခံပြီးပဲသွားလိုက်မလို့အဲ့တော့ခုနတုန်းကပြောတဲ့တောင်စဉ်9ထပ်တိတ9တန်ရဲ့ဒီဘက်မှာနန္ဒောပဏန္တနဂါမင်းကြီးနေတယ်တဲ့အဲ့ဒီနေ့မှာပဲဘုရားတိုက်ဆိုင်ဘာဖြစ်လာတုံးလို့ဆိုတော့နန္ဒောပဏန္တနဂါမင်းကြီးကတတမိန်ဒီဝသေအာပါဏဘူမိန်နန္ဒောပဏန္တတသင်္ဇယိန်သူတဲ့ညနေလေးကအဲ့ဒီနဂါမင်းကြီးနေတဲ့ဘုံဗိမာန်ကြီးမှာဘာတွေလုပ်နေတဲ့ဗိမာန်ကြီးကိုအလှတွေဆင်နေတယ်ပန်းနေတဲ့တခါတည်းကြာကြာနာနာသဝဲကုံတွေချသဝဲကင်းတွေခင်းပန်းသီးတွေငပြောသီးတွေတင်းဘာလုပ်နေကြတာတော့ဆိုရင်အဲ့ဒီမှာနန္ဒောပဏန္တနဂါမင်းကြီးစားပွဲတောက်ပွဲပါတီပွဲ
အဲ့ဒီနေ့မနေ့မှာအဲ့ဒါနဂါမင်းကြီးကပါတီပွဲကျင်းပမလို့ဆိုပြီးတော့အတီအမုတ်အခုံလေးနဲ့တခါလဲစားစရာတောက်စရာတွေနဲ့အကုန်လုံးပြင်ဆင်ပြီးတော့အဲ့ဒီမှာသူကနေတာပါတီပွဲကျင်းပနေတာနန္ဒောပဏာဏနဂါမင်းကြီးမစားမသောက်ခင်မှာပရိသတ်နတ်ကကြည်တွေကအတီအမုတ်တွေနဲ့နန္ဒောပဏာဏနဂါမင်းကြီးကိုဖြောပြနေကြတယ်တဲ့နန္ဒောပဏာဏနဂါမင်းကြီးကလည်းယရဏပလင်ထက်ကြီးပေါ်မှာထိုင်ပြီးတော့အဲ့ဒါကပွဲကြီးကိုကြည့်နေတာအဲ့ဒါတို့ကပွဲကျင်းပနေတဲ့ဗိမာန်အပေါ်ကနေပြီးတော့မြတ်စွာဘုရားနဲ့ယဟန္တာကြီး900ကြွားတော်မူသွားတော့ဘုရားတိုင်းကောင်းငယ်ကဘာဖြစ်လဲလေတိုက်တယ်လေတိုက်တော့သင်္ကန်းကဖြတ်နဲ့သင်္ကန်း900သင်္ကန်းနေလေတိုက်တော့ကောင်းငယ်မှာအတန်နေကြားနေရတယ်ဘုန်းကြီးတို့အလံကိုလေတိုက်လို့ဖြတ်နဲ့မြည်နေတယ်လို့မြတ်စွာဘုရားနဲ့သင်္ကန်း900ကောင်းငယ်ကကြွသွားတာအဲ့ဒါလေတိုက်တော့ဖြတ်နဲ့ကောင်းငင်ကနေပြီးတော့အတန်ကြားတဲ့အခါကျတော့နန္ဒောပဏာဏနဂါမင်းကြီးကကောင်းငင်ကိုသူကမောကြည့်လိုက်တယ်။ဘာပါလဲဆိုတော့ကောင်းငင်ကိုမောကြည့်လိုက်တော့သူဘာတွေ့လဲဣမေဟိနာဂမုံတကဣမေဟိနာမမုံတကသမဏတာအမကံဥပရိဘဝနေဒေဝနာတာဝရိန္ဒနံပဝိသန္တိပိနိခမန္တိပိသို့မှန်ဆိုနဲ့နန္ဒောပဏာဏနဂါမင်းကြီးကဒီကတုံးတွေဟာဣမေဟိနာမမုံတကာဆိုတဲ့စလုံးကကတုံးရုပ်လို့ဒီလိုသုံးလိုက်တာတန်ခါနဲ့ဘုရားကိုဒီကတုံးရုပ်တွေဟာအာမကံဥပတိဘဝနေငါရဲ့ဗိမာန်မောကနေပြီးတော့ဒေဝနန္တာဝရိန္ဒနံဒီနတ်ပြည်လို့ခေါ်တဲ့တာဝရိန္ဒနတ်ပြည်ကိုပဝိသန္တိပိနိခမန္တိပိဝင်လိုက်ထွက်လိုက်နဲ့ဒီကတုံးတွေမှာအလုံးရှုံနေလည်းမသိဘူးနန္ဒောပဏာဏနဂါမင်းကြီးစိတ်ဆိုးသွားတာဘာဖြစ်သွားလဲပြေတာဒီနတ်ပြည်ကိုဘာဖြစ်လို့ခဏလာနေလည်းမသိဘူးကောင်းကင်ကနေပြီးတော့တို့နတ်ပြည်ကိုဝင်လိုက်ထွက်လိုက်နဲ့လုံနေတာဘာမှအလိုက်ကမ်းစိုးမသိဘူးတို့ဝင်နေထွက်နေတာအရေးမကြီးဘူးငါစားဖို့တောက်ဖို့လို့ပြင်ထားတဲ့စားပွဲတောက်ပွဲတွေတဲကိုတို့ခြေမုံနေလာကြတယ်သူစားဖို့လို့ပြင်ထားတဲ့တဲကိုခြေမုံနေလာကြတော့အဲ့ဒီမှာကျက်သေးမရှိဘူးယွန်စရာကောင်းတယ်နာဒါနိဣတောပဋ္ဌာယတာဝရိန္ဒနံကံတုံဒတ္တမိဒီနေ့ကစပြီးတော့ဟောဒီတာဝရိန္ဒနတ်ပြည်ကိုဟောဒီကတုံးရုပ်တွေဝင်ခွင့်ထွက်ခွင့်ကိုငါမပေးတော့ဘူးတဲ့ဘေဒတေနန္ဒောပဏာဏနဂါမင်းကြီးရဲ့စိတ်ထဲမှာအမှုရှိတဲ့သံဃာတော်တွေနတ်ပြည်ကိုဝင်နေထွက်နေတာတွေကိုစိတ်ဆိုးပြီးတော့ဝင်ခွင့်ထွက်ခွင့်မပေးဘူးအဲ့ဒီလိုသူစိတ်ထဲမှာအဲ့ဒီမှာတခါတည်းအကြံဖြေတော့နန္ဒောပဏာဏနဂါမင်းကြီးကစားပွဲတောက်ပွဲကိုခဏထားခဲ့ပြီးတော့သူဘာလုပ်လိုက်တော့ဆိုတော့တကိုးကြီးတဲ့နတ်မင်းကြီးဆိုတော့တန်ဃာတော်တွေရှေ့ရောက်တကိုးနဲ့ခတ်တုတ်လေးသူကအရင်ပြေးသွားတာသူပါတီပွဲကြီးခဲကောင်းနေမင်းတို့ပါတီပွဲခဏရအောင်ကွာဒီကတုံးရုပ်တွေကိုငါပညာပြအောင်ပဲဆိုပြီးတော့ပြုံးကနေတကားတဲ့ပလင်မော်ကနေပျောက်သွားတန်ဃာတော်လေးရှိကသုတ်ပြေးပြီးတော့ပြေးတိုက်ဘာသွားလို့တုံးဆိုတော့နတ်ပြည်ကိုသွားတဲ့လမ်းကိုရှေ့ကနေသွားပိတ်တယ်တဲ့ဘယ်လိုပိတ်တုံးဆိုလို့ရှိရင်သူ့ရဲ့ခန္ဓာကိုယ်ကြီးနဲ့မြင်းမို့တောင်ကြီးကို9ပတ်ပတ်ထားတယ်ဘယ်နှပတ်ပတ်ထားလဲ9ပတ်ပတ်ထားတာ9ပတ်ပတ်လိုက်ပြီးတော့အဲ့ဒါတာဝရိန္ဒနတ်မျိုးတော်နဲ့တကောကတရားမင်းကြီးရဲ့ဝေဇယန္တာဗိမာန်ကြီးရဲ့အထွတ်ထုပိကာဆိုတာဘုန်းကြီးတို့ပြေတော့ဟိုးပြတ်သားဆောင်ကြီးရဲ့ထိတ်ဆုံးကအချွန်လေးကိုအဲ့ဒါထုပိကာလို့ခေါ်တယ်အဲ့ဒီထုပိကာကိုဗပြင်းနဲ့ဖုံးထားလိုက်ဗပြင်းနဲ့ဖုံးထားလိုက်တော့မြတ်စွာဘုရားနဲ့သံဃာတော်တွေကကောင်းငင်ခရီးဇံအောင်စီးပြီးတော့တဖြည်းဖြည်းနဲ့ကြွတော်မူလာတာအဲ့ဒါတဏှာရောက်တော့ဩရှင်ရထပါဠကမြတ်စွာဘုရားကိုနောက်ကနေလှမ်းပြီးတော့လျှောက်တယ်ပုံပေဗန်းနေဤတော့သိနေယုံပတ္တမတာဝရိန္ဒနံပတ္တမဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားခါတိုင်းဆိုရင်တပည့်တော်တို့ဒီနေရာရောက်တယ်ဆိုတာနဲ့မြင့်မော်တောင်ကြီးရဲ့တာဝရိန္ဒရဲ့ပြတ်တာဆောင်းနေရဲ့ဝေဇယန္တာကြီးရဲ့ဝေဇယန္တာနန်းပြတ်တကထုပိကာတွေကိုမြင်ရပါတယ်ဗျာအခုဒီနေရာရောက်တာတော့မှတာဝရိန္ဒနတ်ပြည်လည်းမမြင်ရတော့ဘူးဝေဇယန္တာနန်းပြတ်တကြီးလည်းမမြင်ရတော့ဘူးအဲဒီလိုလျှောက်တယ်တဲ့အဲ့တော့ဘုန်းကြီးတို့ပြည့်တဲ့ဒီနေ့
နက္ခတ္တဗေဒပညာရှင်တွေကကောင်းကင်မှာလမ်းကြည့်ပြီးတော့ဘုန်းကြီးတို့ပြတာကြားဘူးမှဒူဝင်ကျဲတဲ့မကျဲတဲ့လေဒူဝင်ကျဲဆိုတာမကြားဘူးလားကြားတော့ကြားဘူးတဲ့ဘယ်ကျဲမှလည်းမသိဘူးကောင်းကင်မှာဒူဝင်ကျဲတဲ့တောက်ကြကျဲတဲ့အဲ့ဒီဒူဝင်ကျဲကိုဘုန်းကြီးတို့ပြတာဒီနေ့နက္ခတ္တဗေဒပညာရှင်တွေကဘယ်လိုယူဆတော့ဆိုလို့ရှိရင်အဲ့ဒီဒူဝင်ကျဲအယောင်လက်နေတာဟာတဲ့ဟိုတရားမင်းကြီးရဲ့ဝေဇယန္တာနန်းပြတ်တထိတ်ကသုပိကာကနေအယောင်လက်နေတာလို့အဲ့ဒါဒီနေ့နက္ခတ္တပညာရှင်တွေကတော့အဲ့ဒီလိုလက်ခံတယ်လို့ဒီလိုပြောကြတယ်ပြေးတိုက်အဲ့ဒီလိုပေါ့လေကောင်းကင်မှာငကိုကမြင်နေတဲ့ဟာတွေမမြင်တဲ့အခါကျတော့ရထပါဠကမြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားကရှင်ရထပါဠကိုဗာမိန်တော်မူတော့ဆိုရင်နန္ဒောပဏန္ဒနာမနာဂရတတုံမကံကုပိတေနမနေနပရိစ္ဆာတိတိစေတရထပါဠနန္ဒောပဏန္ဒနဂါမင်းကြီးစိတ်ဆိုးပြီးတော့အဲ့ဒီမြင့်မို့တောင်ကြီးကိုဝေဇယန္တာနန်းပြတ်ကြီးကိုပပြင်းနဲ့အုပ်ပြီးတော့သူခုနှစ်ခွေပြီးတော့ဖုံးလာလိုက်တာလို့မြတ်စွာဘုရားကမိန်တော်မူတော့ရှင်ရထပါဠကအဲ့ဒါဆိုရင်ဓမ္မေမိမံဗန္နေတပည့်တော်သွားဆုံးမလိုက်တယ်ဗျာဒီနဂါမင်းကြီးကိုတပည့်တော်တို့သွားတဲ့လမ်းကိုပိတ်ထားတာဒီနဂါမင်းကြီးကိုတပည့်တော်သွားဆုံးမလိုက်မယ်ဗျာလို့လျှောက်တော့မြတ်စွာဘုရားကအာဂမေဟိရထပါဠရှင်သာရထပါဠမင်းအသာနေမင်းအသာနေတားတယ်အဲ့ဒီမှာသင်္ဃာတွေကောင်းကင်မှာရာနေတဲ့ရှေ့ကသွားလို့မရတော့အဲ့ဒါနဲ့နောက်တစ်ပတ်ဘယ်သူထွက်လာတော့ဆိုတော့အရှင်ဗတ္တိယတဲ့မေတ္တာရဲ့အရှင်ဗတ္တိယဆိုတာဘုန်းကြီးတို့ပိစဝေကိ၅ဦးထဲမှာကွန်တင်ညာဗတ္တိယဝောပမဟာနံအတ္တဇိဆိုတာအဲ့ဒီထဲမှာရှင်ဗတ္တိယကထွက်လာပြီးတော့ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားတပည့်တော်သွားဆုံးမမယ်ဗျာဟောဒီနန္ဒောပဏန္ဒနဂါမင်းကြီးကိုအာဂမေဟိဗတ္တိယမင်းငြိမ်လေးနေစမ်းနောက်ဆုတ်သွားတယ်ရှင်ဗတ္တိယဘယ်သူထွက်လာတော့ဆိုဘုရင်သားရာဟုလာထွက်လာတယ်ဘယ်သူထွက်လာလဲဒါတော့ရာဟုလာကလည်းသူကယဟန္တာဖြစ်ပြီးပြီယဟန်ပြုတဲ့ယဟန်ခံပြီးလို့မကြခင်မှာပဲဒါတော့ရာဟုလာယဟန္တာဖြစ်သွားတာသူကအဲ့တော့သူကထွက်လာတဲ့ခမဲတော်ဘုရားဟောဒီနန္ဒောပဏန္ဒနဂါမင်းကြီးကိုသားတော်သွားဆုံးမမယ်ဘုရားအာဂမေဟိရာဟုလာမင်းအသာနေသံအဲ့ဒီလိုနဲ့ဘိသရေတပါးပြီးတပါးတပိုင်းတော့ထွက်ပြီးတော့မြတ်စွာဘုရားကိုခွင့်တောင်းတာနောက်ဆုံးဘသူထွက်လာလဲအရှင်မဟာမောက္ကလံဘသူထွက်လာလဲရှင်မမောက္ကလံထွက်လာတဲ့အခါကျတော့မှရှင်မောက္ကလံကမြတ်စွာဘုရားကိုလျှောက်တယ်ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားနန္ဒောပဏန္ဒနဂါမင်းကြီးကိုတပည့်တော်သွားဆုံးမပါမယ်မနတိကရောဟိမောက္ကလံနာရှင်သာမောက္ကလံမင်းသွားဆုံးမတာတော့ဆုံးမပေါ့ကွာတဲ့တရားနာတော်မရေးသားရေဘုရားကသွားလို့ဒါလည်းမပြောသေးဘူးတကူအရာမှာဧရတဲ့ရထားတဲ့ငကားဘလောက်ဆိုးတုံးဆိုတာကြည့်တော့တကူအရာမှာဧရတဲ့ရတဲ့ရှင်မောက္ကလံကိုမြတ်စွာဘုရားကဗာမိန်တော်မူလိုက်တော့ဆိုတော့မနတိကရောဟိမောက္ကလံနသွားဆုံးမတော့ဆုံးမမောက္ကလံတဲ့ဒါပေမဲ့လို့တတိထားပါဘာလို့ပါလဲတတိထားပါအဲ့တော့ယဟန္တာရှင်သူမြတ်ကြီးတွေ900ပါလာတာပဲပြေးတယ်900လုံးဟာလည်းပဲတကူကြီးမြတ်တော်မူတဲ့ယဟန္တာကြီးတွေပဲအဲ့တော့ယဟန္တာ900ဟာတကူချင်းအတူတူပဲဒါပေမဲ့လို့တခြားယဟန္တာကြီးတွေကိုဘုရားကဆုံးမခွင့်မပေးဘဲနဲ့ဘာဖြစ်လို့အရှင်မမောက္ကလံကိုကဆုံးမခွင့်ပေးတာလို့ဆိုရင်ခိပ္ပနိတန္တိလို့ဘိန်းတို့စာပေများမှာဒီလိုသုံးပါအဲ့ဒါကဘာလို့ဆိုတော့တစ်စက္ကန့်အဲ့ဒီတစ်စက္ကန့်အတွင်းမှာပင်ပြုံဒိုင်းနဲ့ချက်ချင်းဇံဝင်စားပြီးတော့ကာကွယ်နိုင်လောက်တဲ့စွမ်းအားဟုတ်ကဲ့တော်ဒီမှာမရှိဘူးအဲ့ဒါရှင်မောက္ကလံတပါးလေးရတယ်ဟုတ်ကဲ့တော်တွေကနည်းနည်းကြားတယ်သူကဇံဝင်စားမယ်ဆိုလို့ရှိရင်ပရိကံတွေဘာတွေလုံးနေတာဇံဝင်စားသူကနည်းနည်းကြားတယ်ရှင်မောက္ကလံကအဲ့လိုမဟုတ်တစ်စက္ကန့်အတွင်းမှာလည်းချက်ချင်းဇံဝင်စားချက်ချင်းအဲ့ဒီဇံကပြန်ထနိုင်တယ်ဘလောက်လျင်မြန်လို့ဆိုတာပရိသတ်အဲ့ဒါကြောင့်မို့လို့သာသနာတော်မှာတကူအရာမှာရှင်မောက္ကလံကိုမိတဲ့ပုဂ္ဂိုလ်မရှိဘူးဒါကြောင့်ရှင်မောက္ကလံကအဲ့ဒီတကူဆိုတဲ့ဘွဲ့ဧရတဲ့ဘွဲ့တွန်းကုံတို့ကိုရထားတာအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကရှင်မောက္ကလံကိုရွေးလိုက်တာ
အဲ့လိုတကူကြီးတဲ့ပုဂ္ဂိုလ်ကမှဆုံးမခွင့်ပြုတာဒါတောင်မှမြတ်စွာဘုရားရှင်ကိုရောမြတ်ကမှားလိုက်သေးတယ်နော်မနတိကရောဟိမောက္ကလနာစေတမောက္ကလသတိထားနော်စေတမောက္ကလသတိထားနော်မဟိတိကောနာကောမဟာနုဘာဝထပ်ပြောလိုက်သေးတယ်စေတမောက္ကလနန္ဒောပဏာနနဂမင်းခအမတန်တကူကြီးတယ်ဆိုတော့ကျွန်တော်ကလည်းဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားနန္ဒောပဏာနနဂမင်းလိုမျိုးအကောင်100 1000 တသိန်းပင်ဖြစ်ပါစေတပည့်တော်ဆုံးမနိုင်ပါတယ်ဗျာအဲ့ဒါမြတ်စွာဘုရားကကဲအဲ့ဒါဆိုလဲသွားပြီးတော့မောက္ကလံဆိုပြီးတော့ဖယားနဲ့သင်္ဃာတွေကောင်းကင်မှာရပ်ပြီးတော့ကြည်နေတဲ့ပရိသတ်ရှင်မောက္ကလံသွားပြီရှင်မောက္ကလံအဲ့ဒါဘာလို့ဆိုတော့မြတ်စွာဘုရားရဲ့ခွင့်ပြုချက်ကိုရန်လဲရကောရှင်မောက္ကလံသည်ချက်ချင်းသံတမာပဝင်စားပြီးတော့ဘာလို့လဲလဲဒုက္ခနာကိုဖြောက်ပလိုက်တယ်ယဟန်အသွင်ပြောက်ပြီးတော့နန္ဒောပဏာနနဂမင်းထက်နှဆလောက်ကြီးတဲ့နဂမင်းပုံသဏ္ဍာန်ဖန်ဆင်းပြီးတော့နန္ဒောပဏာနနဂမင်းပတ်ထားတာ9ပတ်ဘယ်နှပတ်လဲမြင့်မို့တောင်ကြီးကို9ခွေခွေပြီးပတ်ထားတာရှင်မောက္ကလံကအဲ့ဒီနန္ဒောပဏာနနဂမင်းကြီးတဲ့နှဆကြီးတဲ့နဂါးရောင်ဖန်ဆင်းပြီးတော့ပရိသတ်အဲ့ဒီမြင့်မို့တောင်ပေါ်မှာပတ်ထားတဲ့နန္ဒောပဏာနနဂမင်းကြီးအပေါ်ကနေထပ်ပြီးတော့14ပတ်ပတ်ပြစ်တာလေဘယ်နှပတ်ပတ်ပြစ်တာလဲဒါကြောင့်ဘုန်းကြီးတို့အောင်ကြီး7ပါးပဋိကားတွေကိုကြည့်အဲ့ဒီအောင်ကြီး7ပါးပဋိကားတွေထဲမှာဒီအနန္ဒောပဏာနဂမင်းအောင်တော်မူခမ်းမှာဒီမြင့်မို့တောင်ကြီးကိုပတ်ထားတာနဂါး2ကောင်တစ်ကောင်ကရှင်မောက္ကလံတကောင်ကအဲ့ဒါနန္ဒောပဏာနနဂမင်းအဲ့ဒီနန္ဒောပဏာနနဂမင်းကိုနောက်ထပ်တစ်ခါတည်း14ပတ်ပတ်ပြီးတော့ဘယ်လိုလှုပ်လိုက်တုံးလို့ဆိုတော့ပရိသတ်နဂမင်းကိုနန္ဒောပဏာနနဂမင်းကိုရှင်မောက္ကလံကညှစ်တာအောက်ကမြင့်မို့တောင်ကြီးခန်းနေတယ်အလဲကောင်ကနန္ဒောပဏာနနဂမင်းအပေါ်ကရှင်မောက္ကလံဖန်ဆင်းတဲ့နဂမင်းအဲ့ဒါတခါတည်းဘယ်လိုလဲကြားလဲကောင်ကနန္ဒောပဏာနနဂမင်းဖြစ်နေတာအောက်ကမြင့်မို့တောင်ဆိုတော့အဲ့ဒါတခါတည်းနန္ဒောပဏာနဂမင်းကိုရှင်မောက္ကလံကဖိပြီးတော့ညက်တဲ့အခါကျတော့နန္ဒောပဏာနနဂမင်းစိတ်ဆိုးတာငါကိုဖိညာထားတာငါအပေါ်ကဟေးဘယ်သူတော့သူအောက်ကနေလှမ်းလိုက်တာငါကိုဖိထားတာဘယ်သူတော့ထားအော်တော့ရှင်မောက္ကလံကမဖြေဘူးပိဋကမဖြေလေစိတ်ဆိုးလေးနာကလည်းနာနေပြီမဖြေလေစိတ်ဆိုးလေးအဲ့တော့ဘယ်လိုလှုပ်လဲပိဋကစိတ်လဲစိတ်ဆိုးမိခိုးတွေလွတ်တယ်တဲ့ဘာတွေလွတ်လဲအေးနန္ဒောပဏာနနဂမင်းလွတ်လိုက်တဲ့မိခိုးကတာမန်လူသားတယောက်အတွက်ဆိုရင်တော့ပိဋကအသားတွေအယောတွေကျေပြီးတော့ခွဲပြကျသွားနိုင်တယ်တဲ့အဲ့တော့ဒီနေရာမှာနဂါးတို့ရဲ့အစိတ်မိခိုးအစိတ်ငွေအလျင်ဟာဘယ်တော့ပြင်းတော့ဆိုတော့အဲ့ဒါဘုန်းကြီးတို့ပြေးတာဒါလေးနည်းနည်းလေးအာယုံပြုအဲ့တော့ဘုန်းကြီးတို့ဟိုပရိကြီး17သုတ်မှာခန္ဓာသုတ်တယ်ဘာသုတ်လဲပိဋကခန္ဓာသုတ်ဆိုတာပိဋကသုတ်ထဲမှာပါတယ်အဲ့ဒီခန္ဓာသုတ်မှာလာတဲ့အကြောင်းအရာလေးဘုန်းကြီးနည်းနည်းပြောမယ်သဗ္ဗတိဝိသဇာတိနံဒိဗ္ဗမန္တံကတံဝိယယန္နာသေတိဝိသံဂောရံသေသင်္စာပိပရိတယံအာနာခေတံမိသဗ္ဗတသဗ္ဗတသဗ္ဗပါဏိနံသဗ္ဗသောပိနိဝါရေတိပရိတံတံဗနာမဟေသဗ္ဗတိဝိသဇာတိနံလင်သောအစိတ်ရှိသောမွေမျိုးမှန်သမျှတို့ဤဂောရံပြင်းထန်လတ်စွာသောဝိသံစိတ်ကိုနာသေးတိဝိယအရှင်းပြောက်ပြေပျက်စီးစေတတ်တဲ့ကဲ့သို့တတ္တထို့အသူယံပရိတံအကျဉ်ခန္ဓာသို့ပရိတော်သည်သဗ္ဗတာအလုံးစုံသောအာနာခေတ္တမိအာနာခေအတွင်း၌သဗ္ဗပါဏိနံလုံးစုံသောတတ္တဝါတို့၏ဂောရံပြင်းထန်လာသောဝိသံစအစိတ်ကို၎င်းသေတံအစိတ်မှကျွင်းသောပရိသယံစာပိဘေးရန်အမျိုးမျိုးကို၎င်းသဗ္ဗရာအခါခါသိသဗ္ဗသောပိကျွင်းကြံမထင်အကုန်မဲ့လျင်နိဝရေတိမေတ္တဘေရှာနိုင်ပေ၏တံပရိတံထောခန္ဓာသို့ပရိတော်ကိုမယငါတို့သည်ပနာမကောင်းစွာမသွေရွပွားကြသေးကုန်ရာသတည်းပရိသတ်ရဲ့အဲ့ဒီခန္ဓာသို့ပရိကမွေကိုနိုင်တယ်တဲ့ဘာကိုနိုင်တယ်တဲ့လေအဲ့တော့မွေနဲ့နဂါထူးခြားမှုဘာရှိလဲဒါလေးပြောကြည့်ကြအောင်ဘုန်းကြီးတို့မွေနဲ့နဂါဘာနဲ့ဘာနဲ့မွေတွေ့ဘူးလားနဂါတွေ့ဘူးလားမတွေ့ဘူးနဂါမတွေ့ဘူးသွားကြည့်ဟောဒီနားကဘုရားဘေးမှာနဂါကြီးရေးထားတာအယုတ်ကြီး
မွေကြီးရင်ငကားဖြစ်တယ်တဲ့ဗါတယ်လဲပရိသတ်မွေကြီးလာတဲ့အခါမှာငကားဖြစ်တယ်တဲ့မွေအကောင်သိပ်ကြီးသွားပြီဆိုအဲ့ဒါသူ့ကိုငကားမျိုးတွေကိုထည့်ရတယ်ငကားဟာမွေတို့ပရိသတ်အခုထင်တယ်လို့အမောက်တွေဘေးကအစွဲတွေဒီဘေးကတော့ပပမှာအကြီးကုန်တွေဒါတွေမရှိဘူးငကားဟာမွေပဲပရိသတ်မွေကြီးလာရင်ငကားဖြစ်သွားရောအခုပကြီးဆရာတွေကအဲ့ဒါငကားဆိုရင်လည်းလှအောင်ပအောင်ဆိုပြီးတော့ဘေးနာကနေဘာတွေထည့်ညာတွေအမောက်တွေဘာတွေနဲ့ဒီလိုလှလှပပခြေထားတာအမှန်မှန်ကတော့မွေပဲမွေအကောင်ကြီးသွားလို့ရှိရင်သူ့အဲ့ဒါငကားမျိုးတဲ့သွင်းရတယ်အဲ့တော့ဘုန်းကြီးတို့ဒီမွေနဲ့ပတ်သက်ပြီးတော့နိုင်တဲ့ပေါ့လေမွေနိုင်တဲ့ဂါထာတနည်းပြောမွေစိတ်ဖြေတဲ့ဂါထာတနည်းပြောလို့ရှိရင်ဒီဂါထာကိုရွတ်ရင်မွေစိတ်ကြတယ်ဘာစိတ်ကြလဲဒီဂါထာရွတ်လို့ရှိရင်မွေစိတ်ကြတယ်တဲ့အဲ့တော့ဒီဂါထာကိုမြတ်စွာဘုရားကဗမာပေးတာလေဇေတဝန်ကျောင်းမှာပေးတာဘယ်သူကိုပေးတာလဲယဟန်တပါးမွေကြိုက်လို့အဲ့ဒီမွေကြိုက်တော့အဲ့ဒါမြတ်စွာဘုရားရှင်ကိုရောမြတ်ကအဲ့ဒီခန္ဓာသို့ပရိတ်ကိုယောတောတဲ့တောင်ထဲသွားလို့ရှိရင်အဲ့ဒီခန္ဓာသို့ပရိတ်ကိုယောမွေကြိုက်ခံလို့ရှိရင်လည်းအဲ့ဒီခန္ဓာသို့ပရိတ်ကိုယောရေတိုက်ချလက်နဲ့တတ်ချအဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကဘုန်းကြီးတို့ပြည့်တိုက်ဒီမွေနဲ့ပတ်သက်ပြီးတော့ဟောတာလေးဒါလေးတော့ဘ ഹു သုတ္တပေါ်လေကဋ္ဌမုခမွေတဲ့မွေတစ်ကောင်နံပါတ်1ဘုရားကပြောတယ်ကဋ္ဌမုခမွေဆိုတာအဲ့ဒီမွေကြိုက်ခံရလို့ရှိရင်ဘယ်လိုဖြစ်လာတော့ဆိုတကူလုံးလူကခါတဲ့တောက်သွားတာလူကလည်းခါကြောက်ကြည့်လို့ဖြစ်သွားတယ်တဲ့ဒါဘုရားလက်ထက်ကမွေတွေနောက်တက်ကပုတိမုခမွေတဲ့ဒီမွေကြိုက်ခံရလို့ရှိရင်တော့ဖြင့်ဘာဖြစ်လဲအသားတွေကလေအရည်တွေထွက်လာတန်ငွေနဲ့ကောက်နောက်တက်ကအဂိမုခမွေတဲ့အဂိမုခမွေဆိုတာအဲ့ဒီမွေကြိုက်ခံရလို့ရှိရင်လူကတကူလုံးမီးလောင်ထားသလိုပဲပူးလာတယ်နောက်တစ်ခုတတ္တမုခမွေတဲ့အဲ့ဒီမွေအကြိုက်ခံလို့ရှိရင်တော့ဖြင့်ခန္ဓာကိုယ်ဟာဘာဖြစ်လဲအပိုင်းပိုင်းတခါတည်းပြတ်လာတယ်တဲ့အဲ့တော့ဘုရားတို့မြေသားပေါင်းတော်ကောင်းတို့အဲ့ဒီမွေတွေရဲ့လေးမျိုးရဲ့အစိတ်ဟာဗမာရှိတုံးဆိုရင်အာတိယံဝိတံဧတတိအာတိဝိသောဧတတအဲ့ဒီမွေဟာအာတိယံအဆွဲ၌ဝိတံအစိတ်သည်အဋ္ဌိရှိ၏တဲ့မြေသားမှတ်တော့တို့လိုပြောဆိုမွေရဲ့အစိတ်ဟာဗမာရှိတုံးဆိုအဆွဲမှာပဲရှိတယ်တဲ့ဗမာရှိလဲမွေရဲ့အစိတ်ဟာအဆွဲမှာပဲရှိတယ်တဲ့အဲ့တော့အဲ့ဒီမွေနဲ့ပတ်သက်ပြီးတော့အဲ့ဒီမွေကိုက်လို့ခံရတဲ့ပုံကိုယ်တွေဟာခုနတော့ကပြောသလိုပေါ့ပြည့်တဲ့ဒီမွေ၄မျိုးအဲ့ဒီမွေ၄မျိုးမှလည်းပဲဓာထဝိသအကြိုက်ခံရလို့အစိတ်တက်တဲ့မွေဒိဋ္ဌဝိသမြင်ယုံတဲ့အစိတ်တက်တဲ့မွေဖုဋ္ဌဝိသအထိခံယုံတဲ့အစိတ်တက်တဲ့မွေနောက်တက်ကဝါဒဝိသလေတိုက်လို့မွေကလေတင်မှနေတယ်ကိုကလေအောက်မှနေတယ်အဲ့ဒီမွေကိုလေဖြတ်တိုက်လာတယ်အဲ့ဒီလေကိုရှူရလို့ဘုံဆိုပြည့်လဲသွားတာလည်းရှိတယ်ဘုရားလက်ထက်ကတော်ထဲမှာမွေဘလောက်ပေါ်တော့ဆိုတော့မသိဘူးပေါ့အဲ့ဒါအဲ့ဒီမှာဘုန်းကြီးတို့တခုမြတ်စွာဘုရားကဒီမှာဘုန်းကြီးတို့တန်ရုပ်ပါဠိတော်မှာဘာတခုပြထားတော့ဆိုလို့ရှိရင်ရှင်သာရိပုတ္တရာသူ့ရဲ့ညီအရှင်ဥပသေနနှစ်ပါးလုံးကယဟန္တာတွေနှစ်ပါးလုံးကပါတယ်အဲ့ဒီနှစ်ပါးလုံးယဟန္တာတွေဗမာသတင်းသုံးလေတဲ့ရာဇဂိုပြည်ရင်းတိုက်တော်ကြီးထဲမှာသဗ္ဗသွန်တိကလို့ခေါ်တဲ့လိုင်ကိုကြီးထဲမှာဒီကိုနှစ်ပါးသတင်းသွားသုံးနေတယ်အဲ့တော့ရှင်ဥပသေနကဘာလုံးနေတယ်လိုင်ကိုထဲမှာသင်္ကန်းချုပ်နေတယ်တဲ့ဘာလုံးနေလဲပိယတာသင်္ကန်းပြဲလို့အရှိနဲ့အနဲ့သင်္ကန်းချုပ်နေမှာပေါ့ရှင်သာရိပုတ္တရာကဟိုခဏလေးမှာထိုင်နေတယ်သူညီလေးကသင်္ကန်းချုပ်နေတယ်ဥပသေနကအဲ့ဒါလိုင်ကိုပေါ်မှာမွေးနှကောင်ကစားနေတာတဲ့ကစားနေတာချော်ပြီးတော့ရှင်ဥပသေနရဲ့ခန္ဓာကိုယ်ပေါ်ကိုပြုတ်ကျလာတာအဲ့ဒီမွေကပြုတ်ကျလာတာသိလဲသိတော့ထိယုံနဲ့သွားသေတဲ့မွေဒီမွေကအဲ့တော့ရှင်ဥပသေနကသိတယ်ဟာငါပေါ်မွေပြုတ်ကျလာပြီငါတော့သေပြီအဲ့ဒါဘယ်လိုလုပ်လဲချက်ချင်းတက်ခါတဲ့အဲ့ဒီမှာဇံဝင်စားလိုက်ပြီးတော့ခန္ဓာကိုယ်ဖယိုဖယအပိုက်မိုက်တိပြတ်ထွက်မသွားအောင်ချက်ချင်းတက်ခါတဲ့ယဟန္တာကြီးကဇံဝင်စားလိုက်တာဇံဝင်စားပြီးတော့အဲ့ဒါရှင်သာရိပုတ္တရာကိုခေါ်တယ်ရှင်ဘုရားသာရိပုတ္တရာတန်ဃာတော်တွေခေါ်ပါဗျာတန်ဃာတော်တွေခေါ်ပါဗျာဘာဖြစ်လို့လဲတပည့်တော်ကိုလှိုင်ကိုအပြင်ဘက်ကိုထမ်းထုတ်လှိုင်ကိုအပြင်ဘက်ကိုထမ်းထုတ်ပြီဟဲ့ဘာဖြစ်လို့လဲရှင်သာရိပုတ္တရာကမြန်ထုတ်ပါဗျာဟဲ့ကိုတော်တွေလာကြရှင်ဥပသေနကသူ့ကိုအပြင်ထုတ်လို့ပြောတယ်မြန်ထုတ်ပေးလိုက်ကြစမ်းဆိုတော့အဲ့ဒါဂရင်ကြီးပါထမ်းပြီးတော့ပိယတိုင်သင်္ဃာတွေဝိုင်းပြီးတော့လှိုင်ကိုပြင်ဘက်ကိုထုတ်တာအပြင်လဲရောက်ရောခန္ဓာကိုယ်ကအပိုက်မဲ့တိပြတ်ပြီးတော့အဲ့ဒါပြိဋိနိဗ္ဗာန်ဆံသွားတာ
အဲ့ဒီမွေမျိုးကိုဘုန်းကြီးတို့ဇာပေများမှာဗာပြောလဲဖုတ်ထဝိသထိယုံနဲ့အဲ့ဒါသိတယ်အဲ့ဒီမွေကြတော့ဒါကြောင့်မို့လို့အဲ့ဒီလိုတွေခဏခဏဖြစ်တော့မြတ်စွာဘုရားကသံဃာတော်တွေကိုကိုင်းအယံအတားလေးတော့ပေးမှဖြစ်တော့မယ်မြတ်စွာဘုရားကပရိတ်ဆိုတာအယံအတားပရိတ်ဆိုတာဘာလဲဘုရားဒါကြောင့်တေချာမှတ်တာပရိတ်ဆိုတာတချို့ကထင်တယ်ပရိတ်ကဘုန်းကြီးတွေပဲရွတ်ကောင်းတယ်ထင်တာမဟုတ်ဘူးပရိတ်ကဘယ်သူရွတ်ရွတ်ကောင်းတယ်ပရိတ်စာအုပ်လေးဝယ်တာအခုခေတ်ဆိုကိုတော်ကောင်းနေအတန်တွဲလေးတွေပါပါတယ်အဲ့ဒါကိုအိမ်မှာကိုနေတိုင်းနေတယ်အဲ့ဒါဘုရားရှိခိုးပြီးလို့ရှိရင်တနင်္ဂနွေနေ့ဆိုရင်မင်္ဂလာသုတ်ရောတနင်္လာနေ့ဆိုယရဏသုတ်ရောအင်္ဂါနေ့ဆိုမေတ္တာသုတ်ရောနေ့နဲ့ဆင်ပြီးတော့သွားတာဘုရားကဘာမှမခက်ဘူး9မိနစ်တောင်မကြာဘူးဘုရားအဲ့ဒါဘုရားကြီးရအောင်ချက်ထားကြအဲ့ဒါမွေနိုင်တယ်မွေစိတ်ဖြေလို့ရတယ်အဲ့ဒါနဲ့မြတ်စွာဘုရားကဒီလိုတွေခဏခဏဟိုကိုယ်တော်လဲမွေကြိုက်လို့ပြန်တော်မူတယ်ရှင်ဥပဇိဏလည်းဒီလိုပဲသင်္ကန်းချုပ်နေရင်းနဲ့တခါတည်းပြန်တော်မူသွားတာအဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကဘာလို့တလဲအဲ့ဒီမှာအပါတေကေဟိမေမေတ္တံမေတ္တံဒွိပါတေကေဟိမေသတုပတေဟိမေမေတ္တံမေတ္တံမဟုတ်ပတေဟိမေခန္ဓာသုံးပါဘုရားရှင်ကိုယ်တော်မြတ်ကဒီဂါထာကိုပေးတာဘုရားတည်းအပါတကေခြေမရှိသောတတ္တဝါတို့နှင့်မေငါဤမေတ္တမိတ်ဆွေအဖြစ်ချစ်ချင်းမေတ္တာသည်ဟောတုဖြစ်ပါသေးသည်ခြေထောက်မရှိတဲ့တတ္တဝါတဲ့မွေမှာခြေထောက်မပါဘူးပါသလားဘုရားမပါဘူးအပါတကေဟိမေမေတ္တံမေတ္တံဒွိပါတကေဟိမေသတုပတေဟိမေမေတ္တံမေတ္တံမဟုတ်ပတေဟိမေအပါတကေအခြေမရှိသောတတ္တဝါတို့နှင့်မေငါဤမေတ္တံမိတ်ဆွေအဖြစ်ချစ်ချင်းမေတ္တာသည်ဟောတုဖြစ်ပါသေးသည်ဒွိပါတကေအခြေနှချောင်းရှိသောတတ္တဝါတို့နှင့်မေငါဤမေတ္တံမိတ်ဆွေအဖြစ်ချစ်ချင်းမေတ္တာသည်ဟောတုဖြစ်ပါသေးသည်သတုပတေဟိအခြေ၄ချောင်းရှိသောတတ္တဝါတို့နှင့်မေငါဤမေတ္တံမေတ္တာသည်ဟောတုဖြစ်ပါသေးသည်ဘဟုပတေများသောအခြေရှိသောတတ္တဝါတို့နှင့်မေငါဤမေတ္တာမိတ်ဆွေအဖြစ်ချစ်ချင်းမေတ္တာသည်ဟောတုကောင်းစွာမသွေဖြစ်ပါစေသတည်းအဲ့ဒါမွေနိုင်တဲ့ဂါထာလို့ခေါ်တယ်မေသတရေခန္ဓာသုတ်တသုတ်လုံးမှာခန္ဓာပရိစ္တော်မှာဒီဂါထာဟာအဓိကဂါထာပဲတဲ့အာပါတကေဟိမေမေတ္တံမေတ္တံဒွိပါတကေဟိမေသတုပတေဟိမေမေတ္တံမေတ္တံဘဟုပတေဟိမေခဏခေါက်ရော့လက်နဲ့တတ်ချမွေစိတ်ထွက်တယ်တဲ့မိမိရဲ့သီလသမာဓိတော့ဒါတော့လိုတာပေါ့လေအဲ့တော့ဘုန်းကြီးတို့ပြေတာထားလိုက်တော့အခုနန္ဒောပဏာဏနဂါမင်းကြီးဒါကဘုန်းကြီးတို့ခန္ဓာသုံးပါဒီမွေကြိုက်ခံရတဲ့ကိုတော်တွေအကြောင်းလေးတာထည့်ပြောသွားတာအဲ့တော့နဂါနဲ့မွေဟာအတူတူပဲမွေကြီးရင်အဲ့ဒါနဂါဖြစ်တယ်တဲ့အဲ့ဒါရှင်မောကလန်ကအန္ဒောပဏာဏနဂါမင်းကြီးအခိုးတွေအစိတ်တွေလောတော့ဘာလို့လဲပရိသတ်စတုထဇံဝင်စားပြီးတော့ကာကွယ်ထားတော့ဘာမှထိခိုက်တန်ရမရဘူးအဲ့တော့နန္ဒောပရဏနဂါမေအခိုးလွတ်တာနဲ့ရှင်မောကလန်ကလည်းဘာလို့လဲပြန်လွတ်တာပဲမိကိုတွေလွတ်ရှင်မောကလန်ကလည်းလွတ်နန္ဒောပရဏနဂါမေကလည်းလွတ်အဲ့လိုလွတ်တော့မိကိုတွေလွတ်တော့မရတော့နန္ဒောပရဏနဂါမေကဘယ်နဲ့လို့လဲမိထောက်မိလျံနေထပ်ပြီးတော့လွတ်တယ်တဲ့ဘယတရှင်မောကလန်ကလည်းထပ်ပြီးတော့မိထောက်မိလျံနေလွတ်တာအဲ့တော့ရှင်မောကလဇံဝင်စားတာဘလောက်တောင်မြန်တယ်လဲဆိုရင်နန္ဒောပဏာဏနဂါမေလွတ်လိုက်တဲ့မိလျံကိုဘုန်းကြီးတို့ဘေးသားရဲ့ချက်ချင်းဇံဝင်စားပြီးတော့ကာကွယ်ထားတာပြီးတော့ချက်ချင်းဇံဝင်စားပြီးတော့ပြန်လွတ်တာဘလောက်မြန်တော့ဆိုတာကြည့်သူလွတ်တဲ့မိကိုကိုလည်းဇံဝင်စားပြီးတော့ကာကွယ်ရတယ်ကိုကပြန်လွတ်ချင်တော့လည်းပဲချက်ချင်းဇံပြန်ဝင်စားပြီးတော့ကာကွယ်ရတယ်တဲ့ဒီတစ်စက္ကန့်အတွင်းမှာကိုအခုဇံဝင်သားလိုက်အခုဇံဝင်သားလိုက်အခုကာကွယ်လိုက်အခုပြန်လွတ်လိုက်အဲ့ဒီလိုလုံနိုင်တာကဘုန်းကြီးတို့သာသနာတော်မှာရှင်မောကလန်တပါးတည်းရှိတယ်တဲ့အဲ့တော့နန္ဒောပဏာဏနဂါမင်းကအဲ့ဒီလိုသူကမိကိုမိလျာနေလွတ်တော့အေးဒါလည်းပဲမရဘူးဘယ်သူမှလည်းမသိဘူးငါအပေါ်ကနေပြီးတော့ဒီလိုငါနှိမ့်ဆက်နေတာအဲ့တော့ငါတိုက်ွက်ပြောင်းမယ်တိုက်ွက်ပြောင်းမယ်ငါဘောကငါခန္ဓာကိုယ်ကြီးကိုမြင့်မောတောင်းနဲ့ဖိညတ်ပြီးတော့ဗပြင်းနဲ့အုပ်ပြီးတော့ဒီလိုငါအခိုးလျံနေလွတ်နေတာတော့မှသူစီကိုမရောက်ဘူးငါလည်းပူလောင်နေပြီအကျမ်းနည်းနဲ့မရဘူးအနုနည်းကိုသုံးမယ်တဲ့ဗန်နည်းကိုသုံးမယ်တဲ့လေအဲ့တော့ပရိသတ်ရေနန္ဒောပဏာဏနဂါမင်းကြီးကလမ်းပြောတယ်ကောတိတွန်ဘောအိုအရှင်တွန်သင်ဒီကောတိဘယ်သူဖြစ်ပါသလဲလေသံလေးပြောင်းလာတယ်
ဘုရားတော်ကဟေးငါဘောကဘသူတော်ကွာဟေးငါဘောကဘသူတော်ကွာအခုတော့လေသံလေးပြောင်းသွားတဲ့ပြေသံအနုနီးသုံးမိကောတိတွန်ဘောဘောအရှင်တွန်သိနီကောတိအဘယ်သူဖြစ်ပါသလဲအဟံမောက္ကလံနောဒီတော့မှရှင်မောက္ကလံငါဖြစ်တယ်ငါရှင်မောက္ကလံပဲဆိုတော့မှနန္ဒောပဏ္ဏနဂါမင်းကြီးကဩရှင်မောက္ကလံကိုရောကြီးလားဖရာတပည့်တော်ရှင်ဘုရားမှမသိလို့ပါဒီလိုဆိုရင်ရှင်ဘုရားတပည့်တော်ကိုယဟန်အသွင်နဲ့ပြသားမှာတပည့်တော်ဖူးခြင်းလုံးလို့တိုက်ကွက်ဆင်တာအလုပ်တာလည်းပဲရတာတိုက်ကွက်ဆင်တာသူကဟိုမှာနဂါတို့လိုပတ်ထားတာကိုအဲ့ဒါသူဖြီအောင်သူလုပ်နေတာနန္ဒောပဏ္ဏနဂါမင်းကလည်းညံများတယ်ပဲရတာရဲ့အဲ့ဒါရှင်ဘုရားမှမသိလို့ပါဗျာရှင်ဘုရားရှင်မောက္ကလံဆိုရင်ယဟန်အသွင်လေးနဲ့ပြပါတပည့်တော်ဖူးခြင်းလို့သူစိတ်ထဲမှာကြည်ညိုလို့ဖူးခြင်းလို့ကြည်အေးလို့ရှောင်းနေတာမဟုတ်ဘူးဘယသာမြင်းမို့တောင်းနဲ့ဖိညံ့နေတာလွတ်ရှင်လို့ရှင်မောက္ကလံအလစ်ကိုသူထောင်းမှာဒါကြောင့်မြတ်စွာဘုရားကဘာပြောလိုက်လဲရှင်မောက္ကလံတော်တတိထာတော်တတိထာတော်ဘုရားခဏခဏမှာနေတယ်မသွားခင်တည်းကအဲ့ဒါရှင်မောက္ကလံအလစ်ကိုသူတွယ်မလို့ဆိုပြီးတော့အဲ့ဒါသူရှောင်းနေတော့ရှင်မောက္ကလံကသိတယ်ရှင်မောက္ကလံကသိတယ်ဒီကောင်တော်အညံများတဲ့ကောင်ပဲသူ့ကိုငါဖိထားတာသူလှုပ်အောင်လှုပ်တာပဲဆိုတော့ချက်ချင်းပဲပြည့်တဲ့ယဟန်တွင်ကိုပြဘာတွင်ကိုပြယဟန်တွင်ကိုပြလဲပြပြီးတော့ဘာဆိုရှင်မောက္ကလံကဘာလို့တော့ဆိုတော့အဲ့ဒါနန္ဒောပဏ္ဏနဂါမင်းကြီးရဲ့ဘယ်ဘက်နားတဲ့ကိုဝင်သွားတာဘယ်တဲ့ဝင်သွားလဲနဂါမင်းနားတဲ့ဝင်သွားပြီးတော့ညာဘက်နားကနေပြန်ထွက်ဘလို့မှသူလုံးမရအောင်ဖြစ်နေတယ်ညာဘက်နာကနေပြန်ဝင်ဘယ်ဘက်နာတဲ့ပြန်ထွက်ဆိုတော့ရှင်မောက္ကလံအဲ့ဒီလိုလုံးနေတော့ပရိသတ်ရေနန္ဒောပဏ္ဏနဂါမင်းဘလို့ဖြစ်နေလဲနားတဲ့ကိုနားကြတောင်နဲ့ကြားလို့ရာကြီးဖြစ်တယ်လို့ဖြစ်နေမှာပေါ့ဒီဘက်ကဝင်လိုက်ဟိုဘက်ကထွက်လိုက်ဒီဘက်ကဝင်လိုက်ဟိုဘက်ကထွက်လိုက်နဲ့အဲ့ဒီလိုလုံးနေတော့ပယောစိတ်တွေပိုးကောင်တွေဝင်တယ်လို့ဖြစ်နေမှာပေါ့သူစိတ်တွေရာကြီးနဲ့သူခံခဲနေမှာပေါ့မခံနိုင်လွန်းတဲ့အခါကျတော့မှအဲ့ဒီမှာပြောတယ်ရှင်ဘုရားသိခံတော်မူပါဗျာတပည့်တော်ကိုဒီလောက်ကြီးမနှိမ့်ဆက်ပါနဲ့ဗျာတောင်းမှမဲတာတောင်းမှနေတာပရိသတ်ကြီးထွက်လာကြည့်ဒီကထွက်လာလို့ကတော့ဒီကိုတော့အသေးပဲနဲ့စိတ်ထဲကနေကျိမ့်ပြီးတော့ပရိသတ်ကြီးရှင်မောက္ကလံနားပေါက်ကနေပြောကနေထွက်လာဟောသူကအစိတ်နဲ့တကိုးနဲ့ရှင်မောက္ကလံကိုပဲ့မလို့လုံတော့ရှိသေးတယ်ရှင်မောက္ကလံကဘယ်ဝင်တော့နှာခေါင်းပေါက်ထဲဝင်သွားတယ်ဘယ်ထဲဝင်သွားတာလဲနှာခေါင်းပေါက်ထဲဝင်သွားပြီးတော့နှာခေါင်းထဲဝင်လိုက်ထွက်လိုက်ဘယ်နှာခေါင်းပေါက်ကဝင်လိုက်ညာဘက်နှာခေါင်းပေါက်ကထွက်လိုက်ဒီလိုလုံနေတဲ့အခါကျတော့စိတ်ဆိုးမန်ဆိုးတွေဖြစ်ပြီးတော့ပရိသတ်ရဲ့အဲ့ဒီမှာကြိုက်မဲ့ပုံလုံးပြီးတော့ပဇာဟအဆွဲတွေပြူပြထုတ်ပြနေတော့ပရိသတ်ရှင်မောက္ကလံကအဲ့ဒါမလုပ်တာနှာခေါင်းကနေထွက်ပြီးတော့ပဇာထဲဝင်သွားတာဘယ်ထဲဝင်သွားလဲပဇာထဲဝင်သွားတာရှင်မောက္ကလံကပဇာထဲဝင်သွားပြီးတော့ဘယ်ကိုသွားလာဟိုးဘိုက်ထဲမှာနဂါမင်းကြီးရဲ့ဥတွေအဲ့ဒီဥတွေပေါ်မှာပရိသတ်ဘာလုပ်နေလဲဈဉ္ညာရှောင်းနေတယ်တဲ့ဘာလုပ်နေလဲဟိုခုံးကားလို့ဖြစ်မှာပေါ့နော်ဟိုခုံးကားကြည့်ဘူးတယ်မလားအဲ့ဒီဟိုခုံးကားလို့ဖြစ်မှာပေါ့အဲ့ဒါတခါတော့ဝင်ချသွားတာဒီနေ့ကဟိုခုံးတော့ဝင်လို့ရသေးတာပရိသတ်တို့ရှင်မောက္ကလံဘာလို့ဝင်မရမှာလဲအဲ့ဒါဝင်သွားပြီးတော့အဲ့ဒါဥထဲမှာသွားပြီးတော့လမ်းလျှောက်တော့မခံမရနိုင်ဖြစ်ပြီးတော့အပြင်ကိုထွက်တော်မူပါဗျာအပြင်ကိုထွက်တော်မူပါဗျာအပြင်ထွက်လာတာနဲ့ဘုရင်သာစာဆိုရှိပါတယ်နဂါတို့မျက်စောင်းအကြောင်းသုံးပါမရွေးဆိုတာအပြင်ကိုထွက်လာတော့ဘုရင်သားကြီးဘာလုပ်လဲနှာခေါင်းကလေနဲ့မှုတ်ပြီးတော့နောက်ဆုံးလက်နဲ့မျက်စောင်းထိုးတယ်တဲ့ဘာထိုးလဲမျက်စောင်းထိုးနဂါများစိတ်ဆိုးလို့မျက်စောင်းထိုးရင်အဲ့ဒီလူကပြန်ဖြစ်သွားတော့အလောင်းတော့ရှာမရဘူးတဲ့နဂါတို့မျက်စောင်းနဲ့အဲ့ဒါနဂါမျက်စောင်းထိုးတယ်တဲ့ဘယ်လိုထိုးလဲတော့မသိဘူးပေါ့လေမျက်စောင်းထိုးတာလည်းကမာကြီးတွေထိုးခိုင်းမှပဲသိမှာဘယ်လိုမျက်စောင်းထိုးလဲမသိဘူးမျက်စောင်းထိုးတယ်တဲ့ကြည့်တာမဟုတ်ဘူးထင်တယ်နော်ဘယ်လိုကြည့်တာလဲစောင်းကြည့်တာအဲ့လိုတခါတည်းမျက်စောင်းလက်ထိုးချအဲ့ဒါတခါတည်းအကုန်လုံးပါပဲပြန်ဖြစ်သွားတယ်အဲ့ဒီလူကတမ္မာပုဂ္ဂိုလ်ဆိုလို့ရှိရင်တော့ဘုရားသားပြာကိုဖြစ်သွားတာတဲ့အဲ့တော့ရှင်မောက္ကလံရဲ့တကိုးနဲ့ဆက်ချင်းသရုပ်ထသာဝင်သားပြီးတော့ခံလိုက်တဲ့အခါကျတော့မှရှင်မောက္ကလံဘာမှမဖြစ်ဘူးမြတ်စွာဘုရားမှားတာလဲတတိရတယ်မောက္ကလံတတိထာနောဆိုတာဒါပဲဒီနေရာကိုဘုရားအဓိကထားပြီးပြောလိုက်တာဒါဒီနေရာအဓိကပဲနောက်ဆုံးလက်နဲ့သုံးတာပဲမျက်စောင်းထိုးချတယ်
အဲ့တော့ဒီနေရာမှာမြတ်စွာဘုရားရှင်ကိုရောမြတ်မှာတော်မူတဲ့ဇာကတတိယပြီးတော့ရှင်မောက္ကလန်ကချက်ချင်းသရုပ်ထဝင်စားပြီးတော့ကာကွယ်ခုခံလိုက်တဲ့အခါမှာဘုရားပြည့်တိုင်းဘာမှဖြစ်ပါဘူးအဲ့တော့ရှင်မောက္ကလန်ကသူ့စိတ်ကိုကြိုတိထားတာအတွက်ကြောင့်မို့လို့ချက်ချင်းပဲအဲ့ဒါလင်းလင်းမြန်မြန်ဇာဝင်စားတော့ရှင်မောက္ကလန်ဘာမှဘေးအန္တရာယ်မတွေ့မတွေ့တော့ရှင်မောက္ကလန်ကခတ်လှမ်းလှမ်းကိုကြွသွားပြီးတော့ဘုရားတိုင်းဘာလုပ်လဲဂလုံရောင်ဖန်ဆင်းတယ်ဘာဖန်ဆင်းလဲဂလုံရောင်ဖန်ဆင်းပြီးတော့အဲ့ဒါတခါတည်းနဂါးကိုဂလုံတုတ်တယ်ဆိုတာကြားဘူးတယ်မလားရှင်မောက္ကလန်ဂလုံရောင်ဖန်ဆင်းပြီးတော့နန္ဒောပဏ္ဏနဂါမင်းနောက်ကနေလိုက်တာဘုရားကြီးအဲ့ဒါနဂါးကြီးကရှေ့ဟာပြေးနန္ဒောပဏ္ဏကရှေ့ဟာပြေးရှင်မောက္ကလန်ကနောက်ကဂလုံရောင်ဖန်ဆင်းပြီးတော့လိုက်ကြောက်ကြောက်လန့်လန့်ပြေးရင်လွှားရင်နဲ့ဘယ်လိုမှမလွတ်တော့ဘူးလို့ထင်လဲထင်ကောဘုရားကြီးအဲ့ဒီမှာနန္ဒောပဏ္ဏနဂါမင်းသည်နဂါးရောင်ဖြောင်းသူကိုယ်သူလူလင်အသွင်ဖန်ဆင်းပြီးတော့မြတ်စွာဘုရားခြေရင်အတင်းသွားကတ်မြတ်စွာဘုရားခြေရင်တင်းသွားကပ်ပြီးတော့ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားတပည့်တော်ကဲပါဘုရားတပည့်တော်ကဲပါဘုရားနောက်ကရှင်မောက္ကလန်ကြီးလိုက်နေပါတယ်ဘုရားဘုရားရှိရောက်သွားတာမရောက်သွားလဲဘုရားအဲ့ဒါမြတ်စွာဘုရားတန်ကိုရောက်သွားတော့မှအဲ့ဒါဘုရားရှင်မြတ်စွာရှင်မောက္ကလန်တော်ပြီရှင်မောက္ကလန်တော်ပြီဘုရားကလမ်းအော်တော့မှအဲ့ဒါရှင်မောက္ကလန်ဟိုကနေပြီးတော့ယဟန်တွင်ပြန်ပြအဲ့ဒါနန္ဒောပဏ္ဏနဂါမင်းမြတ်စွာဘုရားခြေရင်ကိုရောက်ပြီးတော့မှအဲ့ဒါဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားရှင်ဘုရားသည်တပည့်တော်ရဲ့ကိုယ်ွယ်ရာအားထားရာကဲတင်ရာဖြစ်ပါတော်လားဘုရားဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိတရဏဂုံဆောက်တည်တာဘာဆောက်တည်တာဘုရားရှင်ကြွတော်မူလာတဲ့ရည်ရွယ်ချက်ကဘေးသားရေနန္ဒောပရဏနဂါမင်းတရဏဂုံတီးမယ်ဆိုတာကိုမြင်တော်မူလို့ကြွတော်မူလာတာနဂါဆိုတာတိရစ္ဆာန်ပဲနဂါဆိုတာဘာလဲဘုရားဒါကြောင့်မို့လို့တိရစ္ဆာန်ဆိုတာမဲ့ညာဘုံညာကိုမရနိုင်ဘူးတဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကမဲ့ညာဘုံညာကိုမရတော့လဲပဲမဲ့ညာဘုံညာကိုမရတော့လဲပဲဒီနဂါမင်းကြီးသည်တရဏဂုံသုံးပါးတည်သွားပြီတရဏဂုံသုံးပါးတည်ပါသေးဆိုတဲ့ရည်ရွယ်ချက်ဖြင့်ဘုရားရှင်ကိုတော်မြတ်ကြွတော်မူလာပြီးတော့ဒုက္ခိခောတုနာဂရာဇာနန္ဒောပဏ္ဏနဂါမင်းတေသင်အားဒုက္ခိကိုယ်စိတ်နှပြချမ်းသာခြင်းဤဟောတုဖြစ်ပါစေဘုရားရှင်ကိုတော်မြတ်အဲ့ဒီလိုဒုက္ခိခောတုနာဂရာဇာလို့နဂါမင်းကြီးကိုဆူတောင်းပေးခဲ့ပြီးတော့နဂါမင်းမန်းသွဲတွေကျော်တရဏဂုံသုံးပါးတည်သူဗိမာန်သူပြန်သွားတဲ့အခါကျတော့ဘုရားတည်းမြတ်စွာဘုရားရှင်ကိုတော်မြတ်ကကောင်းငင်ခရီးကနေပြီးတော့နန္ဒောပဏ္ဏနဂါမင်းကြီးကိုဆုံးမတော်မူပြီးတဲ့နောက်မှာတဲ့တန်ဃာတော်တွေပြန်ခေါ်လို့အနာတပိအိမ်ကိုကြွတော်မူတယ်ဘယ်ကိုကြွလဲကောင်းငင်ခရီးနဲ့ပြန်လာတာဇေတုံအကြောင်းရောက်ဇေတုံတဝဋ္ဌိမြို့ပြင်ရောက်မြို့တကားဆင်းတန်ဃာတွေဆင်းပြီးအနာတပင်ကလည်းမျှော်တယ်မြတ်စွာဘုရားနဲ့တန်ဃာတွေဆွမ်းသာပြင်လာတာမိများမိတယ်လားမသိဘူးမိများမိတယ်လားမသိဘူးကိုချိန်ကြီးမကြွလာသေးဘူးကိုချိန်ကြီးမကြွသာလေဘူးနဲ့အဲ့ဒါမျှော်ရင်ကနေပြီးတော့ဘုရားနဲ့သင်္ဃာတွေရောက်လာတော့ရှင်ဘုရားနောက်ကြလှ၏လားဘုရားပဲကြွနေတယ်ဆိုတော့မှအဲ့ဒါမြတ်စွာဘုရားကတကားတော့နန္ဒောပဏ္ဏနဂါမင်းကြီးကိုသွားပြီးတော့ဆုံးမနေတာဘယ်ကိုကြွပါသလဲဘုရားမြင်းမို့တောင်ကိုသွားတယ်ဘယ်သူဆုံးမလဲရှင်မောက္ကလန်ဆုံးမတယ်ဘယ်သူနိုင်လဲဘုရားရှင်မောက္ကလန်ပဲနိုင်တာပေါ့အဲ့ဒါဆိုရင်ရှင်မောက္ကလန်ကိုဂုံပြုတဲ့အနေနဲ့ဟောဒီသင်္ဃာ900လုံးကိုဘုရားတပည့်တော့9ရက်တိုင်အိမ်မှာဆွမ်းကအောင်မယ်တဲ့အနာတပိငါပရိသတ်ဘယ်နှရက်ဆွတ်ထက်ကအဲ့ဒါနန္ဒောပဏ္ဏနဂါမင်းကြီးကိုဆုံးမပြီးပြန်လာတဲ့ရှင်မောက္ကလန်ကိုဂုံပြုတဲ့အနေနဲ့ပရိသတ်ရဲ့အဲ့ဒါအနာတပိငါ9ရက်ဆွမ်းကပ်ပါတယ်တဲ့။ဂိုင်းပရိသတ်ရဲ့နန္ဒောပဏ္ဏနဂါမင်းအောင်တော်မူကံတရားပြီးပါပြီလို့ဂိုင်းလိုက်ဆိုလိုက်ပါနန္ဒောပဏ္ဏမာနထံစွာနတ်နဂါမိုးကြီးမရှိန်ဝါဖုံဖုံဖန်ဆင်းထံပြင်းတေသာတို့ဖယားစောကသူပြုလာနန္ဒောပဏ္ဏမာနထံစွာနတ်နဂါမိုးကြီးမရှိန်ဝါဖ
ဖုံဖုံဖန်ဆင်းထံပြင်းတေသာတို့ဖယားစောကားသူပြုလာသာတော်ရှင်မောက်တင်မြောက်ထိုခါစားတဲ့တပူတကိုဝေဖြာပြိုင်ခြင်းဆိုင်ခြင်းနိုင်နေစေရာနီလံပြဆုံးမလေသည်သာသာတော်ရှင်မောက်တင်မြောက်ထိုခါစားတဲ့တပူတကိုဝေဖြာပြိုင်ခြင်းဆိုင်ခြင်းနိုင်နေစေရာနီလံပြဆုံးမလေသည်သာနီလံပြတိုင်းမဆိုင်ပြူရာနန္တောပနန္ဒာကြောက်ရလေရာလူသွင်းဖန်ဆင်းဝဆင်းလေးရှာအခေါင်နဲ့အောင်ခြင်းမင်္ဂလာနိလံပြတိုင်းမဆိုင်ပြူရာနန္တောပနန္ဒာကြောက်လာလေရာလူသွင်းဖန်ဆင်းဝဆင်းလေးရာအခေါင်နဲ့အောင်ခြင်းမင်္ဂလာနဂါယံဆိုဖြတ်ချိုးအောင်မြင်ဘုံတော်ရောက်လျံအောင်ပန်းသခင်လက်စုံမို့လို့ရှိခိုးဥတေအောင်စေကြောင်းဆုတောင်းပနာစေနဂါယံဆိုဖြတ်ချိုးအောင်မြင်ဘုံတော်ရောက်လျံအောင်ပန်းသခင်လက်စုံမို့လို့ရှိခိုးဥတေအောင်စေကြောင်းဆုတောင်းပနာစေမာရယခံကသံသောရစိတ်သမနိသသစ္စကံနာဂံဘဂံစီနောစီနီဟောတုမေဇယမင်္ဂလံနာဂံရှင်မောက္ကလံကိုရောမြတ်ကြီးကလည်းတကုဇံမိုးနဘာမှာတအားလင်းတဲ့နဂံမင်းကြီးကလည်းအခိုးအလျံအမျိုးမျိုးအပန်းမှာသုဝနာရွှေတောင်တဝိုက်မှာဖြစ်တိုက်ခိုက်ကရဲစားရွယ်ရှင်ပြန်ရမှန်စောအတန်တန်ကြွားနေတဲ့နန္ဒောပနန္ဒဆိုတဲ့နဂါမင်းကြီးကိုလည်းပဲဇိနောဇယံဩဘာသရောင်လျံတော်ကိုအောင်လန်းတော်တကွန်ဆိုင်စေဟဲ့လို့ညွန်လိုက်တဲ့တရားဓမ္မဖြင့်ဖယားကနိုင်ပြီပိဋကရဲ့ဖယားကပိုင်ပြီဩတို့ဖယားကပဲအောင်မြင်တော်မူခဲ့ပါပဲသတည်း